ရန်ကုန်ဓမ္မရဝေတော်ရမှာတရားစခန်းအမြဲဖွင့်ပါတယ်ခုတစ်ခါရွှေချင်းဝိနည်းစာဖြေပွဲကျင်းပနေပါတယ်ကိုရင်လေးတွေစာဖြေနေကြပါတယ်စရုပ်ထချိန်မြောက်မင်္ဂလာတုံမြို့နယ်လုံးဆိုင်ရာရွှေချင်းနိကာယဝိနည်းဓိကစာမေးပွဲကိုဓမ္မရဝေတော်ရမှာဖေဖော်ဝါရီလ14ရက်နေ့ကစတင်ကျင်းပနေတာဖြစ်ပါတယ်ဓမ္မရဝေဝေယဝိဆဖွဲ့ကလိုအပ်တာပန်းပိုးလူရန်ပေးပါတယ်ဒီစာမေးပွဲကိုမင်္ဂလာတုံမြို့နယ်ရွှေကျင်ဂိုင်းဝင်ဆရာတော်တွေကဦးဆောင်တာဝန်ယူကျင်းပနေတာပါအာဂုံတရက်ရေးဖြေ9ရက်ဖြေဆိုကြရမှာဖြစ်ပြီးစည်ရင်ပေးသွင်းထားတဲ့ကိုရင်289ပါးမှာ255ပါးဝင်ရောက်ဖြေဆိုနေကြပါပြီဒီနေ့မှာတော့အာဂုံအောင်တဲ့ကိုရင်လေးတွေကရေးဖြေစာမေးပွဲကိုဆက်လက်ဖြေဆိုနေကြတာပါရန်ကုန်ဓမ္မရဝေတော်ရမှာတရားစခန်းအမြဲဖွင့်ပါတယ်ခုတစ်ခါရွှေချင်းဝိနည်းစာဖြေပွဲကျင်းပနေပါတယ်ကိုရင်လေးတွေစာဖြေနေကြပါတယ်ဓမ္မရဝေဝေယဝိဆဖွဲ့ကလိုအပ်တာပန်းပိုးလူရန်ပေးပါတယ်စာအောင်စုပေးပွဲကိုတော့မတ်လ9ရက်နေ့မှာကျင်းပပြုလုပ်သွားဖို့ရှိပါတယ်ဒီလိုကျင်းပရတာကရွှေကျင်ဂိုင်းရဲ့အစဉ်အလာတစ်ခုဖြစ်တဲ့ဝိနည်းစာမေးပွဲကိုကျင်းပပေးနေတာဖြစ်တယ်လို့ပထမပြန်စာမေးပွဲတွေအတွက်အထောက်အကူဖြစ်စေဖို့ရည်ရွယ်တာလည်းဖြစ်ကြောင်းပါခင်ဗျာဓမ္မရဝေတော်ရမြေစာပေရွှေတန်ဃာတော်များကြိုးစားပွားမြတ်ဗုဒ္ဓတရားဉာဏ်ပွင့်လင်းများစာမေးပွဲအောင်ဖို့ဝီရိယတို့သာသနာအကျိုးတည်ပို့နိုင်ဖို့အောင်ပါစေသော